LSU ရဲ့ဒီအသစ်သက်ထားတဲ့လီမိုယောင်စကင်လေးကိုရဖို့အတွက်ဆိုရင်ထွေထွေထူးထူးဘာမှလုပ်စရာမလိုပဲကျွန်တော်တို့ကဈေးရောက်ရုံပါပဲ free ရတာဆိုပေမဲ့ free skin တိုင်းမှာစေတနာပါပါနဲ့ထုတ်ပေးခုနကကင်ရဒီတစ်ခါလဲ LSU ရဲ့စကင်ကိုစေတနာပါပါလေးနဲ့ထုတ်ပေးလိုက်ပြန်ပြီဈေးရောက်နေဆိုတာကလည်းထွေထွေထူးထူးဘာမှမဟုတ်ဘူးရဲ့ကျွန်တော်တို့ရှင်တော့ဆော်ဘူးခဲ့တဲ့ဂိမ်းလိုမျိုးပဲအောက်မှာမုတ်သားလေးကိုတင်မယ်ပြီးသားလို့ရှိရင်ခရမ်းစီဒီထည့်မယ်ဆလက်ထည့်မယ်ထည့်ပြီးသားလို့ရှိရင်အသားတွေပါကြီးကင်ပြီးတော့အဲ့ထဲမှာထည့်လိုက်မယ်ဒါတော့ပဲဘာမှထွေထွေထူးထူးလုပ်စရာမလိုဘူးရဲ့ဒီမှာဆိုရင်မင်းတဲ့အတိုင်းပဲခုနကကင်ရ character လေးတွေကကျွန်တော်တို့စီကိုဈေးလာဝယ်မယ်ဈေးလာဝယ်တဲ့ခါကျရင်လည်းသူတို့ဘာကာမာလို့ရှိရင်ဘာကာဆိုပြီးတော့ပေးလိုက်ရုံပဲဘာမှခက်ခဲနေရမဟုတ်ဘူးရဲ့အဲ့ဒီလိုမျိုးပဲဈေးရောက်လို့ပြီးသွားလို့ရှိရင် customer ရရင်ရတယ်လို့ကိုရောင်းနိုင်တဲ့လူအခြေအတွက်ပေါ်မူတည်ပြီးတော့ coin နေရမှာဖြစ်ပြီးအမက်ကလေးတွေတိုးလာမှာဖြစ်တဲ့အတွက်ဒီအမက်ကလေးတိုးလာရတဲ့အတူအောက်ကဘားတန်းလေးကလည်းထွေးပြေးပြည့်လာမှာပါပြီးတော့ကျွန်တော်တို့ဈေးရောက်ခဲ့စဉ်တော့ရခဲ့တဲ့ coin လေးတွေကကြတော့ကျွန်တော်တို့အနေနဲ့အစားတောက်ထပ်ဖြည့်လို့ရမှာဖြစ်ပြီးတော့ဒီမဲ့ဆိုရင်များအချိုရည်ရှိမယ်ပြီးတော့နောက်ထပ်အသားကင်တဲ့ဟာရှိမယ်ဗျာဒါတွေကတော့ brother တို့လည်းစော်ရင်းနဲ့တိလာမှာဖြစ်တဲ့အတွက်တူမပြောတော့ဒီတစ်ခေါက်ကျတော့ကျွန်တော်ဘာကာတွေမကတော့အချိုးရိုးပါအန်လုံးလုပ်လိုက်မယ်အချိုးရိုးပါအန်လုံးလုပ်လိုက်တာဖြစ်တဲ့အတွက်ရမယ့် point တွေကလည်းတိုးလာမှာဖြစ်သလို coin လေးတွေလည်းပို့ပြီးတော့ရမယ်အချိုးရည်ကပြောရရင်10 point လားမသိဘူးသူပေးတယ်ဒီချာတော့မသိဘူးဆိုပေမဲ့လည်းပဲ customer များရင်များတယ်လို့များများရောင်းရရင်ရောင်းရတယ်လို့ကျွန်တော်တို့က point တွေများများရမှာဖြစ်တဲ့အတွက် brother တို့အနေနဲ့ပစ္စည်းတွေကိုထည့်တာထည့်ပါ event စတာမကြသေးဘူးဆိုပေမဲ့လည်းပဲအားနေဈေးထိုက်ရောင်းနေရကျွန်တော်လူအတွက်တော့စကင်ရဖို့ဆိုတာဘလောက်မှခက်ခဲတာလည်းမဟုတ်ဘူးဗျာဒီမဲ့ဆိုရင်ကြည့်ကျွန်တော်စကင်ရဖို့အတွက်ဘလောက်မှမလိုတော့ဘူး coin လဲလောက်ပြီဆိုတော့အစားတောက်ထပ်ဖြည့်မယ်ဆိုရင်အချိုးရည်အပြင်နောက်ထပ် coin 1000သုံးလိုက်တဲ့အခါအဲ့ဒါပါကြီးလေဒါခောက်ဆွဲနေမှာပါခောက်ဆွဲထပ်ဖြည့်လို့ရမယ်ပေါ့နော်ဒီ free ရမယ့် LSU ရဲ့စကင်တစ်ကပြောရရင်သူ့ရဲ့စကင်နိုင်တက်နဲ့သူ့ဘာသာသူတီးတန့်လာတဲ့စကင်ဒါပေမဲ့ကျွန်တော်အဲ့နင်းကိုမဖတ်တတ်ဘူးမဖတ်တတ်တော့သူ့ရဲ့စကင် effect အတိုင်းပဲလီမိုစကင်လို့ပြောလိုက်တာဒီ free စကင်ကစကင် sound effect ပါမလာဘူးဆိုပေမဲ့လည်းပဲဘလို့ပဲနေဗျာစကင် effect ကလှတယ်တွေးမိနေကြတဲ့အတိုင်းပဲလီမိုရောင်ဖြစ်တဲ့အတွက်ပြောရရင်တော့ LSU ရဲ့တခြားစကင်တွေနဲ့မတူပဲတီးတန့်ခွဲထွက်နေရလို့ခံစားရတယ်ဗဒဲမှာဒီတိမ်စိမ့်စိမ့်ကြီးရတော့အရန်တီးတာလုံးနဲ့ဆိုပေမဲ့လည်းပဲထားပါတော့ free skin ဆိုတော့လေ free skin ဆိုတဲ့အတိုင်းယူယုံမဲ့ရှိမှာပေါ့ event test ထဲမှာတော့ game ဆော်ရမယ့် test တွေပါတယ်ဆိုပေမဲ့လည်းပဲဈေးရောက်နေလေ point နေရပိုတက်လေဖြစ်တဲ့အတွက် game ဆော်ပဲဈေးတာထပ်ရောက်နေလိုက်ရင်ဒီ skin ကိုလွယ်လွယ်နဲ့မြန်မြန်ရနိုင်ပါတယ်နောက်ထပ်ကတော့ Liu Shan ရဲ့ epic skin ကိုလည်း free ရအောင်မယ်လို့ကြားတယ်Liu Shan လားနာမည်ကတော့တည်တည်ကြမထွက်တော့ဘူးဆိုပေမဲ့လည်းပဲဒီ skin လေးကလှရတယ်တလား event test တွေကတော့ထုံးစံတိုင်း game ထိုင်ဆော့နေုံပဲဖြစ်ပြီးတော့ event ကာလကလည်းအကြာကြီးဖြစ်တာဖြစ်တဲ့အတွက် brother တို့အနေနဲ့ AC game ဆော့နေုံနဲ့ဒီ skin ကိုအပိုင်သိမ်းနိုင်လိမ့်မယ်အရှိကပြောခဲ့တဲ့ LSU စကီနဲ့မတူတာကတော့သူ့မှာစကီဆောင်းဖက်ပါပြီးတော့သူကစကီတစ်ခွက်သုံးပြီးပြီဆိုတာနဲ့လေးချွန်းတန်းလို့ဘာလို့လားပြီးတော့ဘောလုံးတင်းဆိုတော့အဲ့လိုအတန်ထွက်တာကတော့ပုံမှန်ပါပဲနော်ကဲဆိုတော့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့ကြာရင်လည်းဟွန်နာကင်းနဲ့ပတ်သက်လို့မတူညီတဲ့ content အသစ်တွေနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲဘိုင်ပါ